ဟုတ်ကဲ့ပါခုဖိတ်ခေါ်လိုက်ပါတယ်ရှင်အားလုံးမင်္ဂလာပါကျွန်တော်တို့ comment ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ပထမအဦးဆုံးကျွန်တော်တို့ room 15ရော room 16ရောကျေးဇူးတင်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အကောင်းဆုံးလုပ်သွားတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ room 2 team လုံးအတွက်ဒီအတုံးမှာပေါ့နော်ကျွန်တော်ချီးကျူးချင်တဲ့ဟာလေးတွေ overall ရင်ပြောပြပါမယ်ပေါ့နော်အဲ့တော့ကျွန်တော် team နှစ်ဖွဲ့စလုံးမှာကျွန်တော်အရင်ကြိုက်တဲ့အချက်လေး2ချက်3ချက်လောက်ရှိပါတယ်တူညီတာတွေ့ရတယ်ပေါ့နော်အဲ့တော့ချီးကျူးချင်ပါတယ်အဲ့တော့ဗာလဲဆိုတော့ပထမဆုံးတစ်ချက်က manners တွေ facial expressions တွေအရင်ကောင်းပါတယ်အဲ့တော့တစ်ဖက်ပြောသွားတဲ့ဟာတွေပေါ်မှာကျွန်တော်တို့ရုပ်ပြတ်တာတို့ရွေဆောင်းတာတို့ညနာပြတ်တာတို့ဘာလို့မရှိကြဘူးပေါ့နော်အဲ့တော့6ရက်လုံးချီးကျူးချင်ပါတယ်အဲ့နဲ့ပတ်သက်ပြီးတော့အဲ့လိုဖြည့်ရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ internet နဲ့ပတ်သက်ပြီးတော့လည်း6ရက်လုံးကကိုတာဝန်ကိုအပြည့်ယူထားပြီးတော့ပေါ့နော်အဆင်ပြေအောင်လုပ်ထားတာကျွန်တော်တွေ့ရပါတယ်အဲ့တော့ internet မကောင်းတာလူတိုင်းလည်းသိတယ်ပေါ့နော်ကျွန်တော်တချို့နေရာတွေမှာအဲ့တော့မိမိတာဝန်မိမိယူပြီးတော့ဘယ်သူမှမ blame ပဲနဲ့အဲ့တော့အပြည့်ကို internet လေးကိုအဆင်ပြေအောင်လုပ်ပေးထားတာအဲ့လိုမျိုး responsibility ယူပေးထားတာပြီးတော့ minute တွေကိုလည်းအပြည့်အဝတေချာလေးပေါ့နော်အပိုလိုမရှိသုံးပေးသွားတဲ့ဟာမျိုးအဲ့ဒီဟာမျိုးအဲ့အချက်တွေကိုကျွန်တော်အရင်ချီးကျူးချင်ပါတယ်ပေါ့နော် room 15ရော room 16ရောအရင်သဘောကျတယ်သိလားကျွန်တော်တို့ဆိုလို့ရှိရင်ကိုယ့်အတွက် internet မကောင်းနိုင်ဘူးဆိုလို့ရှိရင်အဲ့တော့ကြိုပြင်ထားတာပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အဲ့လိုစူးစမ်းပေးထားတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့တူးချင်းစီကျွန်တော်ပြပြပေးတော့မယ်နော် okay ဒါတွေကတော့ကျွန်တော်ပိုကောင်းနိုင်တဲ့နေရာမျိုးလေးတွေနဲ့ချို့ရှောင်လို့ရတဲ့နေရာမျိုးလေးတွေပေါ့နော် okay အားလုံး ready ပဲလား15 or 16ဟုတ်ပြီနော် okay အဲ့တော့စပါမယ်အဲ့တော့ကျွန်တော်တို့15က first speaker နေစပြီးပြောရမှာဆိုရင်မန်နီဂျီလင်းလေးပေါ့နော်အပြင်တော့မန်နီဂျီလင်းလေးပြောတော့တဲ့အချက်လေးတွေကျွန်တော်ဒီတိုင်းနားမထောင်နေပါကျွန်တော်ဒီလိုမျိုးအကုန်လုံးလုပ်ထားပါတယ်ပေါ့နော်အဲ့တော့ဒီကသူတွေပြောတဲ့ဟာမှန်သမျှကျွန်တော်တေချာရေးထားပါတယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်တို့သူမန်နေဂျီလေးလည်းပြောသွားတဲ့အချက်ဒီမှာအပြင်မှာကကျွန်တော်တို့စိတ် agent မှုပြီးတော့အနာတေချာယူလို့မရဘူးဆိုတဲ့ဟာမျိုးနဲ့သူတည်ပြီးတော့စပြီးပြောထားတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျွန်တော် room 15မှာအဖွဲ့မှာပေါ့ကျွန်တော်တို့မြန်မာနိုင်ငံပြည်တွင်းရေးကမလုံခြုံဘူးပေါ့နော်မလုံခြုံတဲ့အချက်ကိုကျွန်တော်ပြောသွားတယ်အဲ့တော့အဲ့ဒီအချက်လေးကကျွန်တော်တို့ကပြောမယ်ဆိုလို့ရှိရင်ကောင်းကျိုးနဲ့ဆိုးကျိုးနဲ့ဆိုလို့ရှိရင်ဆိုးကျိုးများတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြောလို့မရအောင်လဲဆိုပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ debate တွေပါကြည့်တဲ့ခါကျလို့ရှိရင်ကျွန်တော်ခေါင်းစဉ်သေချာဖတ်ကြရတယ်ပေါ့နော်ခေါင်းစဉ်မှာကကျွန်တော် scope ဆိုတာရှိတယ် scope ဆိုတာဘယ်အတိုင်းအတာအထိလဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီမှာကျတော့ကျွန်တော်မြန်မာပြည်မှာဆိုတဲ့ scope ကိုကျွန်တော်မထည့်ထားဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာယူသွားတဲ့အချက်ကကျတော့ကျွန်တော်မြန်မာပြည်တွင်းရေးမလုံခြုံတဲ့ဟာမျိုးကိုကျွန်တော်ယူသွားတာဖြစ်တဲ့အတွက်တစ်ဖက်ကနေပြီးတော့ကျွန်တော်တို့ကခြေပါခြင်းလို့ရှိရင်ခြေပါလိုက်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ debate ရဲ့ scope ကမြန်မာပြည်တွင်းကိုပြောနေတာမဟုတ်ပါဘူးဆိုတော့တစ်ဖက်ကပြောလိုက်ရင်အပေါ်အောင်ထင်းသွားအောင်ပဲပေါ့နော်ကိုနည်းနည်း error ဖြစ်တာတဲ့ဟာမျိုးအဲ့တော့ scope ကိုနည်းနည်းကြည့်စေချင်တယ်ပေါ့နော်နောက် team တွေဆိုလို့ရှိရင်လည်းဒါဘယ် scope ကိုငါတို့ပြောမှာလဲဆိုတဲ့ဟာမျိုးအဲ့တော့ scope ကိုကျွန်တော်တို့ debate topic တွေမှာကျွန်တော်မချပေးထားဘူးဆိုလို့ရှိရင်ကျွန်တော်တို့က globally ပြောတာပို့ပြီးတော့ကောင်းတယ်ပေါ့နော် globally ရောမြန်မာနိုင်ငံဟာမြန်မာနိုင်ငံတစ်ခုတည်းကွက်ပြီးတော့ပြောတာမျိုးမဟုတ်ဘဲねပေါ့နော် okay နောက်တစ်ခုကတော့အိမ်မှာနေတဲ့ခါကျရင် effort brain wave တွေကောင်းတယ်ဆိုတဲ့အချက်တွေသူfacts တွေယူပြီးတော့ပြောသွားတယ်ပြီးတော့စာတန်းတွေအပေါ်မှာအခြေခံပြီးတော့ပြောသွားတယ်ပြီးတော့အပြင်ထွက်တဲ့ခါကျလို့ရှိရင်တခြားအသစ်သောຢာတွေအသစ်သောလူတွေနဲ့တဟဇာတာဖြစ်ဖို့လောက်ရတဲ့နေရာမှာစိတ်အနှောက်အယှက်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ပြောသွားတယ်ပေါ့နော်ပြီးလို့ရှိရင်တခြားသောဒီစီးရိတ်စကားတွေပတ်သက်တဲ့ဟာမျိုးတွေပေါ့နော်အပြင်ထွက်တဲ့ခါကျလို့ရှိရင်စီးရိတ်စကားကုန်ကြမှုတွေရှိတယ်အဲ့အချက်တွေဆိုတော်တော်လေးကောင်းပါတယ်ပေါ့နော် point out လုပ်တဲ့ချက်တွေမှာပါပါတယ်အဲ့တော့ facts တွေပြီးလို့ရှိရင်ခုနစာတန်းတွေကိုလည်းတော်တော်လေးကို citation လုပ်သွားတယ်ပေါ့နော် citation လုပ်ပြီးပြောသွားတယ်အဲ့တော့ကောင်းပါတယ်ပေါ့အဲ့ဒါလေးပြောချင်ပါတယ်okay အဲ့တော့ကျွန်တော်တို့ room 16ရဲ့ guest speaker ကိုဆက်သွားမယ်ပေါ့နော်အဲ့တော့ room 16ရဲ့ guest speaker တော့ဇွဲညံအောင်ပဲဖြစ်တယ်ပေါ့နော်သူကပြပဘက်ကနေပြောနေတယ်ပေါ့အဲ့တော့ဇွဲညံအောင်ကတော့သူကတကယ်ကိုခိုင်လုံတဲ့ဟာမျိုးတွေကိုသူကcitation ကို clearly လုပ်ပြီးပြောသွားတယ်အဲ့ဒါလေးကတကယ်လေးပို့ပြီးတော့ကောင်းစေတယ်ပေါ့ဘယ်လိုမျိုး clearly လုပ်သွားလဲဆိုတော့ကျွန်တော်ဒီတိုင်းလေး citation လုပ်တဲ့ခါကျရင်ကျွန်တော်တို့ကဒီတိုင်းလေးအမြန်ပြောတဲ့ဟာမျိုးထက်ကိုပြောတဲ့ဟာကိုတစ်ဖက်ကနားလဲစေဖို့တခုခုပြောတဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီဟာကိုမြန်မာလိုလေးပြန်ရှင်းပြတဲ့အချင်းမျိုးလေးပေါ့နော်ကျွန်တော်တို့မြန်မာ topic နဲ့လုပ်ရဆိုတော့အဲ့တော့ဆိုရင် stress hormone နဲ့ပတ်သက်ပြီးတော့ cortisol တို့ဘာလို့ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးပြောသွားတယ်ပြီးတော့တကယ်ခုနသွားပြီးတော့ Google မှာအလွယ်တကူရှာလို့ရတဲ့Harvard ကနေပြီးတော့စာနဲ့လုပ်ထားတဲ့ green theory တို့ဘာလို့အဲ့လိုမျိုးပြောသွားတယ်အဲ့တော့ကျွန်တော်တို့ clearly articulate လုပ်ထားတာပေါ့နော်အဲ့တော့ကိုကပိုလေးလာခြင်းတဲ့သူတွေဒါမှမယုံလို့သွားကြည့်ခြင်းတဲ့လူတွေဆိုလို့ရှိရင်သွားပြီးတော့ Google ရိုက်ရှာလို့ရအောင်သူကတေချာလေး
နာမည်တွေပါပြောသွားတာဖြစ်တဲ့အတွက်အဲ့ဒါနည်းနည်းပိုပြီးအားသာစေတယ်ပေါ့နော်အဲ့အချက်လေးကောင်းပါတယ်ပြီးတော့ကျွန်တော်တို့တကယ်ဟိုအစိုးမိန်ကြီးတွေပြောသွားတယ်ပေါ့နော်ကျွန်တော်တို့လေ famous ဖြစ်တယ်ပြီးတော့ certified ရန်ဖြစ်တဲ့ပုံကိုကြီးတွေရဲ့အစိုးမိန်တွေကြီးကပြောသွားတာကောင်းတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူ endorphins နဲ့ပတ်သက်တဲ့ဟာတွေ stress hormone နဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်ပြောသွားတယ်အဲ့မှာအကုန်လုံးကောင်းပါတယ်ဟို citation တွေလောက်သွားတာပေါ့နော်အဲ့မှာတစ်ခုလေးပေါ့အဲ့အချက်လေးကကျွန်တော်မထည့်လိုက်လို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ထည့်လိုက်တဲ့ခါကျတော့တစ်ဖက်ကနေပြီးတော့ကျွန်တော်တို့ counter ပြန်ပြီးလုပ်လို့ရတယ်ပေါ့နော်အဲ့ဘာလဲဆိုတော့ကျွန်တော်ပြောတာမယုံလို့ရှိရင်လုပ်ကြည့်ပါဆိုတဲ့ဟာမျိုးအဲ့တော့ကျွန်တော်သူတို့ရဲ့ against ဘက်မှာကြားတဲ့တင်းကနေပြီးတော့ငါရောက်နေတဲ့နေရာစစ်ဖြစ်နေတဲ့နေရာဆိုလို့ရှိရင်အဲ့မှာသွားပြီသူ point ရော့သွားပြီပေါ့နော်အဲ့တော့သူကိုကနေပြီးတော့ကို့အမောက်ထောက်ဖို့ခွင့်ပေးလိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်အဲ့တော့တချို့ debate မှာမတိကြတဲ့အချက်မျိုးတွေနည်းနည်း personal ဆန်တဲ့ဟာမျိုးတွေမရောရင်လုပ်ကြည့်ပြီးတော့မင်းကဘယ်သိမလဲမင်းမရီးစားမှမရှိတာဆိုတဲ့ဟာမျိုးတွေအဲ့လိုဟာမျိုးတွေကမပြောသင့်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့အဲ့လိုမျိုးသူများကိုကငါ့ကိုဟိုဟာရိုပေါက်ရှာခွင့်ပေးသလိုပုံစံမျိုးဖြစ်တယ်ပေါ့နော်အဲ့ကျွန်တော်ပြောတာမယုံလုပ်ကြည့်ပါဆိုတဲ့ဟာမျိုးပေါ့နော်အပြင်ထွက်ပြီးလမ်းလျှောက်ကြည့်ပါဆိုတဲ့ငါဘန်းခိုင်ရမင်းဒါမှယူမလားဆိုတစ်ဖက်ကပြောရင်အမှရော့မယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ဒီဟာလေးရောရှောင်ပေးပါပေါ့နော် okay အဲ့တော့ကျွန်တော်တို့ room 15ရဲ့ကျွန်တော်တို့ second speaker သွားမယ်ပေါ့နော်ကိုထက်ပေါ့နော်အဲ့တော့ကိုထက်ပြောသွားတဲ့ဟာမျိုးမှာဟိုသူက counter ပြန်လုတ်သွားတယ်ပေါ့နော်သူက second speaker ပြီးသားတယ် rebuttal ပြန်ပြီးလုတ်သွားတယ်သူကအဲ့တော့ဒီအိမ်ထဲမှာပဲနေပြီးတော့လုပ်လို့မရအောင်လားဆိုတဲ့ဟာမျိုးတွေပေါ့နော်ဒီ activities တွေအပြင်သွားမှဖြစ်မှာလားဆိုတဲ့ဟာမျိုးအဲ့အချက်လေးဆိုလည်းကောင်းတယ်ပေါ့နော်အဲ့တော့သူပြောသွားတဲ့ဟာမှာနောက်တစ်ခုကအခုခေတ်မှာဆိုရင် NDA ဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးအဲ့ဒါဆိုလို့ရှိရင်ကောင်းတယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ဘယ်လို NDA ဖြစ်နိုင်လဲဆိုတော့ပို့ပြီးတော့နည်းနည်းလေးပြောပြပြီးရင်ကောင်းတယ်ဥပမာ Paris မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုခပိုင်းနိုင်တဲ့ပြဿနာအရင်ရှိတယ်ကျွန်တော် London ဆိုရင်မြို့လေခေါင်းမှာတွေကျွန်တော်ဓာတ်ထုတ်ခံရတဲ့ပြဿနာမျိုးတွေပြီးလို့ရှိရင်လူရက်ခံရတဲ့ပြဿနာမျိုးတွေအဲ့လိုမျိုးအရင်အခုဆိုရင်ပေါ်များတယ်ပေါ့အဲ့ဒီဟာမျိုးကိုပါကိုက data တွေနဲ့လုပ်ပြီးနိုင်ကောင်းတယ်တနေ့မှာ London မြို့ကြီးပေါ်မှာဘယ်လောက်တောင်ခုနလူရက်မှုဓာတ်ထုတ်မှုဖြစ်လဲ Paris မှာဆိုလို့ရှိရင်ဘယ်လောက်တောင်ခပိုင်းနိုင်ခံရတဲ့ဟာမျိုးဖြစ်လဲအဲ့ဒီကိန်းကနန်းတွေကသူကတစ်ဆက်တည်းပေါ်ပြပြီးပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့ဒီမှာတော့သူကကဘာအဝမ်းမှာအနေရဖြစ်နိုင်တယ်ပေါ့နော်ပြင်ထွက်တဲ့ခါကျရင်အဲ့ဒါပြောတာကောင်းတယ် scope ကိုကျွန်တော်တို့ကကဘာကိုပြန်ရအောင်လုပ်လိုက်တာပေါ့နော်အဲ့တော့နောက်တစ်ခုက COVID-19 ကာလကိုလည်းပြောတော့တာကောင်းတယ်ပြောလို့အားတန်တယ်ပေါ့နော်လူတိုင်းဟိုဘယ်လိုပြောရမလဲမျက်လုံးထဲမှာထင်းကလေးမြင်စီမဲ့ဥပမာပေါ့အဲ့ဒီဟာမျိုးကိုသူပြောသွားတယ်လည်းကောင်းတယ်ပြီးတော့ယောဂထိန်းချုပ်ရေးနဲ့ပတ်သက်ပြီးလို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအိမ်ထဲမှာနေတဲ့ဟာမျိုးကကိုယ်တက်ပို့ပြီးတော့ safe ဖြစ်တယ်ဆိုတဲ့အချက်တွေပြောသွားလည်းကောင်းတယ်အဲ့တော့အနားယူရဲဆိုတာတဲ့ mental နဲ့ physical နဲ့ကိုဟိုအနာတကယ်ရတဲ့ဟာမျိုးဖြစ်တင်တယ်အဲအကြောင်းမလို့အပြင်ထွက်ရင် energy ကုန်တယ်ပြီးတော့ကုန်ကြီးကြလည်းကြတယ်အဲ့တော့အိမ်မှာပဲအနားယူတဲ့ဟာမျိုးကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာအဲ့တော့သူသုံးချက်လုံးကိုပြန်ပြီး sum up လုပ်ပြီးပြောသွားတဲ့ဟာမျိုးလည်းကောင်းပါတယ်ပေါ့နော်အဲ့လိုပြောချင်ပါတယ် okay အဲ့တော့ room 16ကကျွန်တော်တို့ speaker ပေါ့နော်အဲ့တော့မတ်ဆွေစင်ငိမ့်ပေါ့သူကပထမဆုံးအဲ့အားတာတဲ့ချက်ကဘာလဲဆိုတော့သူ့ရဲ့ credential ကိုသူကထုတ်ဖော်ပြီးတော့ပြောဆိုသွားတယ်အဲ့ဒါကတော်တော်လေး strong ဖြစ်တဲ့ point ပဲဖြစ်တယ်ပေါ့အဲ့တော့သူကိုယ်တိုင်က medical field ဆက်မှာနေတယ်လူကြီးတွေကိုသူအနေနဲ့ဒီလောက်လာတာ9နှစ်ရှိလာပြီပေါ့နော်အဲ့တော့အဲ့ဒီအချက်လေးကိုယူပြီးပြောသွားတဲ့ဟာမျိုးကအဲ့ speaker ရဲ့ credibility ပို့ပြီးတော့တက်စီရပေါ့အဲ့တော့ကိုကအဲ့လိုပုံကိုတယောက်ဆိုလို့ရှိရင်အဲ့ဒါကိုထုတ်ပြောတဲ့ချက်လေးမှာပါတယ်ပေါ့နော်အဲ့တော့အဲ့ဒီချက်လေးနဲ့ဖွင့်တာကောင်းပါတယ်အဲ့တော့သူပြောသွားတဲ့အဖိုးဖွားတွေကအပြင်ထွက်သွားတဲ့ခါကြလို့ရှိရင်သူတို့ပြန်ပြောကြတယ်ပေါ့သူတို့ one man နဲ့ခေါင်းကြည့်တယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့တော့အဲ့ဒီဟာမျိုးတွေမှာအဖိုးဖွားတွေပြောတယ်အမှကျွန်တော်နည်းနည်းပို့ပြီးဘာထက်ထည့်ပိုကောင်းလဲဆိုတော့ကျွန်တော်တို့အဲ့ဒီဟိုတလုံးနှလုံးပေါ့ medical chance လို့ဥမာကျွန်တော်တို့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်ကျွန်တော်လှုပ်ရှားပေးတဲ့ခါမှာ power movement ဖြစ်တယ်ပေါ့ power movement ဖြစ်တဲ့ခါမှာကျွန်တော်တို့ကအစာချေတာကောင်းတယ် one man စီတယ်ပေါ့အဲ့ဒီဟာလေးနည်းနည်းလေးထပ်ပြောပြီးပိုပြီး strong ဖြစ်တယ်ပေါ့အဲ့တော့သူကကြတော့လူကြီးတွေရဲ့ testimony ပြောတယ်ပေါ့နော်သူ9နှစ်အတွင်းအဖိုးဖွားတွေကဒီလိုပြောတယ်ပေါ့အပြင်ထွက်လမ်းလျှောက်တဲ့ခါကျရင်ပိုကျမ်းမာလို့ခံစားရတယ်ပေါ့အဲ့ဒါလေးဆိုကောင်းပါတယ်အဲ့တော့ဒီမှာသူပြောသွားတဲ့တစ်ချက်ရှိတယ်ပေါ့နော် covid အလွန်ဖြစ်သွားပြီဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့အဲ့မှာကျွန်တော်တို့ကထပ်ပြီးတော့ဖိလို့ရတယ်ဖိမယ်ဆိုလို့ရှိရင်တစ်ဖက်က covid ကိုပြောသွားတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုပြောလို့လဲဆိုတော့ covid အလွန်ဖြစ်သွားတယ်ဆိုတဲ့ဟာမျိုးပဲပြောလိုက်တယ်အဲ့တော့ကျွန်တော်လာဆိုလို့ရှိရင်နည်းနည်းထပ်ပြီးတော့ဖိလို့ရတယ်ပေါ့ဘယ်လိုမျိုးလဲဆိုတော့ covid အလွန်ဖြစ်သွားတာဖြစ်တဲ့အတွက် covid တုန်းကအတိုင်းကျွန်တော်တို့ကနေထိုင်စရာမလိုတော့ဘူးဆိုတဲ့ဟာမျိုးပေါ့နော်ကျွန်တော်တို့က move on လုပ်တင်ပြီးအဲ့ဒီ lifestyle နဲ့ကျွန်တော်တို့ကနေစရာမလိုတော့ဘူးဆိုတဲ့ဟာမျိုးအဲ့ဒီဟာမျိုးကိုပြောခဲ့လို့ရှိရင်ပို့ပြီးကောင်းတယ်ပေါ့နော်ပို့အမှတ်ရတယ်ပေါ့ okay အဲ့တော့နောက်တစ်ခုကသူအနေနဲ့ရှေ့က speaker ပြောသွားတဲ့ဟာကိုထပ်ပြီး carry လုပ်သွားတယ်ပေါ့နော် serotonin နဲ့ပတ်သက်တဲ့ဟာတွေ dopamine နဲ့ပတ်သက်တဲ့ဟာတွေအဲ့ဒါတွေအပြင်ထွက်ရင်ပို့ရတယ်ဆိုတဲ့ဟာမျိုးပေါ့ပြီးတော့
အိမ်ပါနေတဲ့အခါကြလို့ရှိရင်မိသားစုဝင်တွေကြောင့်အနောက်ရှက်ဖြစ်စီတယ်ဆိုတဲ့ဟာမျိုးအဲ့ဒါလည်းပြောသွားတာကောင်းတယ်အဲ့တော့ကောင်းပါတယ်ဟုတ်နော်ခေအဲ့တော့နောက်ထပ်link ထပ်အောင်ပေါ့နော် room 15ကအဲ့တော့လင်းထောင်ကအပြင်ထွက်ရင်ပြင်ဆင်ရမယ်ဆိုတဲ့အချက်တွေသူကပြောရဲပေါ့နော်ပြင်ဆင်ရမယ်ဟိုမှာ make up တွေလဲရမယ်ဝတ်စားတွေလဲရမယ်အဲ့တော့အဲ့ဟာစိတ်အနှောက်အယှက်ဖြစ်စေတယ်ပြီးတော့ငွေကုန်စီရဲပေါ့နော်အဲ့ဒီအစားငွေကုန်မဲ့အစားမိသားစုနဲ့ quality time လေးအိမ်မှာသုံးသင့်တယ်ဆိုတဲ့အချက်တွေသူကပြောသွားတယ်ပေါ့အဲ့ဒီချက်ဆိုလို့ရှိရင်လည်းတော်တော်လေးကောင်းပါတယ်ပြီးတော့သူပြောသွားတဲ့ဟာမှာသဘောကျတဲ့နောက်တစ်ချက်ကကျွန်တော်တို့ဒီကမ္ဘာမှာဆိုရင်နောက်ပိုင်းဆို air pollution sound pollution တွေဆိုတော့များတယ်ပေါ့အဲ့တော့အပြင်ထွက်တဲ့ဟာကိုယ့်ရဲ့ကောင်းကျိုးတဲ့ဆိုးကျိုးပို့ပြီးတော့များစေတယ်ဆိုတော့သူထုတ်ပေါ်ပြောပါတယ်အဲ့ဒီချက်ဆိုလည်းတော်တော် strong ဖြစ်ပါတယ်ပေါ့နော်အဲ့တော့အခုကကြောက်ကင်းမဟုတ်တော့ဘူးပေါ့အဲ့တော့2025ဖြစ်လာပြီပေါ့အဲ့တော့အဲ့ဒီတော့ကျွန်တော်တို့ networking တွေဆိုလို့ရှိရင်ကိုက online ပေါ်ကနေအိမ်မှာနေရင်းနဲ့လုပ်လို့ရတယ်ပေါ့ကျွန်တော်တို့ကျွန်တော်ရဲ့ networking activities ကိုလည်းသူဥပမာယူပြောပါရလည်းကောင်းတယ်အဲ့တော့ဒီမှာကျွန်တော်တို့အဲ့ဒီဗုဒ္ဓရဲ့ကုတ်တစ်ခုကျွန်တော်တို့သုံးထားရပေါ့နော်ဗုဒ္ဓရဲ့ကုတ်တစ်ခုကသတိပဋ္ဌာန်လေဆိုတဲ့ဟာမျိုးအဲ့မှာကျွန်တော်တို့ကဒီ debate တွေမှာကျွန်တော်တို့ကအဲ့ religion နဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ဖက်ကိုဆွဲပြီးတော့ပြောတဲ့ဟာမျိုးကပြောမယ်ဆိုကိုယ့်အတွက် advantages နဲ့ disadvantages ပို့ပြီးတော့များတယ်ဘာလို့လဲဆိုတော့ကျွန်တော်အယောင်သွေးစုံနေတဲ့သူတွေကြားထဲမှာရှိတာဖြစ်တဲ့အတွက်ကိုကမြန်မာပြည်မှာတော့ဗုဒ္ဓဘာသာ dominant ဖြစ်တယ်ပေါ့ဒါပေမဲ့အဲ့ဒါကိုကျွန်တော်ယူမပြောရအောင်ယူမပြောအဲ့ဒီအစားကျွန်တော်တို့ကခုနကိုပြောချင်တဲ့ဟာက meditation ကိုပြောချင်တာ meditation က science နဲ့လည်း base လုပ်ထားတာအဲ့တော့ခုနမြတ်ဗုဒ္ဓကုတ်ကိုနည်းနည်းဖယ်ပြီးတော့ကိုပြောသွားတဲ့ meditations က science အရာလည်း back လုပ်ထားတယ်ပေါ့အဲ့တော့အိမ်မှာအဲ့လိုမျိုးကျွန်တော်တို့ meditate လုပ်နေတဲ့ဟာမျိုးကပိုအဆင်ပြေတယ်ဆိုတဲ့ဟာမျိုးပြောခဲ့လို့ရှင်ပိုကောင်းတယ်အဲ့တော့အဲ့ခုနလိုမျိုးreligion တစ်ခုကိုယူပြီးတော့ခုတ်လုပ်ပြီးပြောတာတဲ့အဲ့လိုမျိုးလေး science ကိုပို back လုပ်တာပိုပြီးတော့ကောင်းတယ်ပေါ့နော်တပိတ်မှာဆိုလို့ရှင်ပြီးတော့ကျွန်တော်အိမ်ဆိုတဲ့သချင်းလေးနဲ့ခုနကအဆုံးသက်သွားတယ်ပေါ့နော်ပြီးတော့တရားချတရားပြကျင်ပါတယ်ပေါ့နော်အဲ့ဒီစကားလုံးနဲ့ပြီးသွားတယ်အဲ့တော့အဲ့ဒါကတိတ်တော့ found တော့မဖြစ်ပါဘူးကောင်းပါတယ်ကျွန်တော်အလင်းပြတာတော့ဘာလို့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်စကားလုံးရွေးချယ်မှာဆိုလို့ရှိရင်အဲ့တော့Okay အဲ့တော့နောက်တစ်ခုဆိုရင်ကျွန်တော်တို့ညီလေးroom 16ကကောင်းခန့်နိုင်ပေါ့နော်ကောင်းခန့်နိုင်ဆိုလို့ရှိရင်အိမ်မှာဆိုစိတ်ချင်းကျက်တယ်အဲ့မှာဆိုလို့ရှိရင်သူကပြောသွားတယ်အိမ်ကဘယ်လောက်နှွေးထွေးတယ် quality time ဘယ်လောက်ဖြစ်လဲဆိုတော့အဲ့တော့ကျွန်တော်ဒါကောင်းခန့်နိုင်မှာဆိုလို့ရှိရင်တစ်ဖက်ကအဲ့နည်းနည်း leak ဖြစ်သွားတဲ့ဟာမျိုးကိုကျွန်တော်ပိုနှင်းပြောမှာဘယ်လိုနှင်းပြောမှာလဲဆိုတော့လူကြီးမင်းတို့ခင်ဗျားကျွန်တော်လူတိုင်းရဲ့အိမ်တိုင်းကမငြိမ်းချမ်းနိုင်ပါဘူးဆိုတဲ့ဟာမျိုးအဲ့တော့ကျွန်တော်တို့ကလူတိုင်းရဲ့အိမ်ကငြိမ်းချမ်းနေရလို့ကျွန်တော်တို့ကအဆိုအတီးပြုတ်လို့မရပါဘူးပေါ့နော်အဲ့တော့ကျွန်တော် domestic violence တွေရှိမယ်ပြီးတော့ emotional bullying တွေရှိမယ်အဲ့တော့အဲ့လိုမျိုးဖြစ်နေတာဖြစ်တဲ့အတွက်လူတိုင်းအတွက်အိမ်မှာအနားယူခြင်းကခုနလိုမျိုးတင့်တော်တဲ့ဟာတခုမဟုတ်ဘူးအဲ့လိုမျိုးအဲ့နေရာကိုကျွန်တော်ဖွင့်ပြောအဲ့တော့တစ်ဖက်ကအိမ်ထဲမှာနေတာရမ်းကောင်းတယ်မိသားစုဝင်တွေလည်းအရန်နေတင်တယ်အဲ့ဒါပေမဲ့လည်းကိုကဘယ်လိုပြောရမလဲဆိုတော့လူတိုင်းရဲ့အိမ်ကမငြိမ်းချမ်းနေဘူးဆိုတဲ့ဟာမျိုးအဲ့ဒါကိုကိုကဖိပြီးတော့ပို့ပြောရင်ပို့အမှတ်ရသေးတယ်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့ကျွန်တော်ရှေ့မှာပြောသွားတဲ့ green environment သူကကောင်းခန့်နိုင်ကကောင်းလာတစ်ချက်ကသူက test speaker Peter ဆိုတာသူကရှေ့က first speaker second speaker ပြောသွား carry ပြန်လုပ်သွားတယ်ပေါ့နော်လူတွေထပ်ပြီးတော့မှတ်မိအောင်လို့ green environment နဲ့ပတ်သက်တဲ့ဟာတွေပြောသွားတယ်ထပ်ပြီးတော့ carry လုပ်သွားတယ်အဲ့တော့ပြီးတော့သူပြောသွားတာကောင်းတယ်နောက်တစ်ခုခုနလိုမျိုးကျွန်တော်အိမ်ကိုလူတိုင်းရဲ့အိမ်ကမငြင်းချမ်းမှုဆိုတဲ့ဟာကိုသူကအဲ့မှာမသုံးမဲတော့ဘယ်မှာသုံးလဲဆိုလူတိုင်းကဗုဒ္ဓဘာသာဝင်မဟုတ်ပါဘူးခင်ဗျာဆိုတာအဲ့ဒါကောင်းတယ်အဲ့တစ်ဖက်ကယူတဲ့ဟာကိုကနေထောက်လိုက်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ခဏလည်းမျိုးအဲ့ဒီဟာကကျွန်တော်လူတိုင်းပေါ်မှာapply မဖြစ်စေဘူးဆိုတဲ့ဟာမျိုးသူကပြန်ပြောသွားတယ်ပေါ့အဲ့တော့စိတ်ချုပ်စရာကောင်းတဲ့အိမ်ကကျွန်တော်လူတွေကိုမငြင်းချမ်းစေဘူးပေါ့နော်အဲ့ဒါကြောင့်မလို့အပြင်မှာထွက်ပြီးတော့အနားယူတဲ့ဟာမျိုးကပိုကောင်းတယ်ဆိုတဲ့ဟာမျိုးနဲ့သူသိမ်းသွားတယ်ပေါ့အဲ့တော့ကောင်းပါတယ်အဲ့တော့ row နှစ်ခုသလုံးသူနီးသူဟန်နဲ့ကောင်းကြပါတယ်အဲ့တော့ကျွန်တော်အခုပြောသွားတဲ့ comments evaluation နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်လေ့လာစရာတွေနောက်ဖွဲ့တော့လေ့လာစရာရမယ်လို့ပြောနေပါတယ်ပေါ့နော်အားလုံး congratulations ပါပေါ့နော်ကျေးဇူးတင်ပါတယ်